တိုက်ခန်းတွေမှာနေဘူးတဲ့သူတိုင်းတီးကြပါတယ်အိမ်နီးနားချင်းဆိုတာဘယ်သူမှမသိတဲ့ဒဇိမ့်တွေပါပဲနယံတစ်ချက်လာချားထားပြီးမှတခါတလေတကဘာစီဝေးနေတတ်ပါတယ်သူတို့ဘယ်သူလဲဘာလုပ်တယ်လဲဘယ်လိုနေထိုင်တယ်လဲဆိုတာသိချင်စိတ်တော့မရှိကြပါဘူးကျွန်တော်လည်းဒီလိုပါပဲကျွန်တော်နာမည်ကကျော်ခိုင်ပါအသက်29နှစ်ရန်ကုန်မြို့ဗဟန်းမြို့နယ်ကွန်ဒိုတိုက်ခန်းတစ်ခန်းမှာတယောက်တည်းနေထိုင်ပါတယ်အလုပ်ကလည်း online ကနေ graphic designer ဆွဲတဲ့အလုပ်ပါအိမ်ထဲမှာပဲနေတိုင်းလိုရှိနေတယ်တော့အိမ်နီးနားချင်းတွေနဲ့တိတ်မဆုံဖြစ်ပါဘူးကျွန်တော်အခန်းရှစ်လွှာမှာရှိပါတယ်ဇင်းကြံလမ်းရဲ့အဆုံးမှာကျွန်တော်အခန်း800လေးရှိပြီးတော့ဘေးမှာအခန်း803ရှိပါတယ်အခန်း803မှာဘယ်သူမှမရှိတာကျွန်တော်ဆက်ရောက်တဲ့တနစ်ကျော်တော့ပြင်ရပါဒါပေမဲ့ပြီးခဲ့တဲ့မိသားအဲ့ဒီအခန်းကိုမင်းကလေးတယောက်ပြောင်းလာပါတယ်ပြောင်းလာတယ်လို့သိတာလေညစာအတွက်ဟင်းဝယ်ပြီးအပြန်သူမနဲ့ဒက်လီကားထဲမှာတွေ့ခဲ့တာပါသူမရဲချီချီအသားပြူပြူပိန်ပိန်ပါပါမျက်မှန်တူတူတတ်ထားတဲ့အမျိုးသမီးပါအသက်က30ကျော်လောက်တော့ရှိမယ်တင်တယ်ကျွန်တော်ကအပေါ်တက်မဲ့ဒက်လီကားနံပါတ်ကိုနှိပ်ဖို့လုပ်ချင်သူမကလည်းအဲ့နံပါတ်ကိုအနှိပ်လက်ချင်းသွားဆုံးတာနဲ့ကျွန်တော်လည်းပြုံးကြပြီဘယ်အထက်လေမှာရှစ်လောသူမပြန်ပြေတာဒီလောက်ပါပဲကျွန်တော်လည်းစကားမဆက်တော့ပါဘူးတော့ကြာတမျိုးထင်မှစူးတာကြောင့်တိတ်တိတ်ပဲနေလိုက်ပါတယ်ဒီလိုနဲ့ရှစ်လွာရောက်တော့သူမအခန်း803ထဲဝင်သွားပါတယ်အဲ့လိုကြောင့်သူမအဲ့အခန်းအလို့ပြောနေတာပါကျွန်တော်လည်းအခန်းပြန်ရောက်တော့သမင်းဆိုင်တစ်ခုတွေးမိလိုက်တယ်ဗျသူဘယ်ချိန်ပြောင်းလာပါလဲငါလည်းဒီနေ့တနေ့ကိုအိမ်မှာရှိနေတာအင်းလေးလူရင်လာပြီးတော့ပြည်စည်းနောက်မှလာထားမယ်ထင်ပါရဲ့နောက်ပြီးတော့ဒီမဘုံကြီးရတာအိမ်တော်တွေတော့ဟုတ်မယ်မထင်ဘူးအစိုးရရုံတစ်ခုကဝန်ထမ်းဖြစ်မယ်ထင်တယ်ပြီးတော့သူကြည့်ရတာအသားကတော်တော်ဖြူတယ်အဲ့လိုကိုတယောက်လေးရှောက်တွေးနေမိပါတော့ဒီလူနဲ့နောက်နေ့မနက်မိုးလင်းတော့အမိုက်ပစ်ဖို့အတွက်သူမအခန်းရှိရအဖြစ်မှာတစ်ချက်လမ်းကြည့်လိုက်ပါတယ်အပြင်ကနေတော့မခတ်တာမှုထားရင်တော့အခန်းမှာရှိနေတဲ့ပုံမှာပဲကျွန်တော်လည်းတိတ်တွေးမနေတော့ပါဘူးတချို့လူတွေကတိတ်တိတ်ဆိတ်ဆိတ်နေရတာကြိုက်ကြတာပဲလေတခုတတိထားမိတာကျွန်တော်ကဒီဘက်ခန်းကနေတချင်းတွေဖွင့်စကားတွေဖွင့် DVD အကျယ်ကြီးဖွင့်အတန်းကြီးစူညံနေလို့လာတော့မသိဘူးအဲ့ဒီအခန်း803ကနားဆွင့်မိတယ်ဘာတမ်းမှကိုမကြားရတာဗျဒီလူနဲ့ရက်တွေတပတ်ပြီးတပတ်ကြားလာပါတယ်သူမဘယ်တော့မှအပြင်မထွက်ဘူးလားမသိပါဘူးဗျာမနက်ပိုင်းမှာအလုပ်သွားတာမျိုးလည်းမရှိဘူးညနေပိုင်းမှာအပြင်ထွက်တာမျိုးလည်းမရှိဘူးရုပ်စွာအစုံစနေတနင်္ဂနွေမှာတော့အပြင်မထွက်ဘူးဗျသူ့စီကိုအဲ့ဒီလာတာလည်းမရှိဘူးဖုန်းတွေပါပြီးပြောတာလည်းမကြားရဘူးအဲ့ဒီရဲ့အခန်း803မှာလေကြားရတယ်တခုတည်းတော့အတန်ညနေတစ်ခေါက်မတိုင်ခင်အချိန်တွေမှာတကားဖွင့်တယ်ပိတ်တယ်နေတယ်တခါတကားအဖွင့်မှာပြန့်လွင့်လာတယ်တရားတန်တူးလေးပဲကြားရတာပါဒါကလေသူမတကားဖွင့်တယ်ကြားတာနဲ့ကျွန်တော်အခန်းပဒင်းပေါက်ကနေလမ်းကြည့်မိလို့ပါသူမကလည်းအသွားတခါအပြန်တခါကျွန်တော်အခန်းဘက်ကိုလမ်းကြည့်သွားတတ်ပါတယ်ပြီးရင်တော့ခတ်တုတ်တို့ထွက်သွားတာပါပဲဒီမော်လီမင်းကလေးရောက်နေနေတာဆိုတော့တတိယပူတယ်မရှိဘူးလေဟုတ်တယ်မလားဒီလိုနဲ့တရက်စိုးဝါတဲ့အနံ့တကူစပြီးတော့တတိထားတာမိပါတယ်အစပိုင်းမှာတိတ်မပြေဘူးလေခပ်ဖြော့ဖြော့လေးပါအနံ့ကပုတ်အေးအနံ့ဥပမာဗျာအသားကြီးပုတ်တဲ့အနံ့လိုမျိုးဗျာကျွန်တော်လည်းအခန်းထဲမှာကြွက်တီတွေများရှိတာလို့စစ်ကြည့်တယ်မိဖို့ကြောင့်တန့်ရှင်းရင်လုပ်တယ်ရေခဲတစ်တာတွေကမိုးတက်နေတဲ့ဟောင်းနေတဲ့ပစ္စည်းတွေကိုတွင်းပစ်တယ်ဒါပေမဲ့အနံ့မဖြောက်သွားဘူးဗျာတဖြည်းဖြည်းပူပြင်းလာတယ်တညတော့ဗျာကျွန်တော်အိမ်ရဝင်ဖို့ပြင်ဆင်နေတော့အနံ့ကတော်တော်ကိုစူးစူးဝါးဝါပြင်းထန်လာပါတယ်ကျွန်တော်လည်းဒီအနံ့ဘယ်ရလာတာလဲလို့လိုက်ဆက်စုကြည့်နေတယ်အခန်း803နဲ့ကလည်းဘေးနဲ့ရံအောင်ရောက်လာပါတယ်အဲ့ဒီအနံ့အခန်း803ကနေလာတာဗျမနှက်ပြန်တော့အင်ရှင်ဖုံးဆက်ပြောမှာပဲလို့တွေးပြီးတညလုံးကြိတ်မိနေလိုက်ပါတော့မနေ့ရောက်တော့အင်ရှင်ဖုံးဆက်ပြီးမယ်အင်ရှင်ကဖုံးကင်ပါတယ်ဒါပေမဲ့လိုင်းမကောင်းလို့ထင်ပါရဲ့ဗျာကျွန်တော်ပြောနေတာကိုကြားဟန်မတူပါဘူးဟယ်လိုပြောပြီးတော့ဖုန်းချသွားပါလေရောကျွန်တော်လည်းဘာလို့ရမလဲတွေးမရတာနဲ့ဘေးခန်းတကားကိုတဒုံနဲ့တွားခောက်လိုက်ပါတယ်အတော်နဲ့လာမဖွင့်ဘူးဗျာဒီလိုနဲ့ဗျာစိတ်မရှိတာနဲ့ကို့အခန်းကိုပြန်ပြီးဒေါက်တာထွက်နဲ့ average ရာနေလိုက်ပြန်ရင်တချင်းအကျိန်ဖွင့်က light or ဆိုနေလိုက်ပါတော့တယ်
ကျွန်တော်ဘယ်ချိန်အိပ်ပျော်မှလည်းမသိပါဘူးဗျာဘေးအခန်းကစကားတန်နေကြောင်လန့်လူလာခဲ့ပါတယ်ကျွန်တော်လည်းဝမ်းသာအားရနဲ့တကားဖွင့်ဖို့အတော့ကြားလိုက်ရတဲ့အတန်ကြောင့်ကျွန်တော်ခန္ဓာတစ်ခုလုံးဝီခွဲမရနိုင်တဲ့စိတ်နဲ့အတူမျက်ဝန်းမှာမျက်ရည်များစီးကျလာခဲ့ပါတော့ကျွန်တော်ဆက်ပြီးနားဆွင့်ကြည့်လိုက်ပြီးတော့ငါတူမအထင်မှားတာဖြစ်နေပါမယ်ဥတို့ငါတူမဘေးရအခန်းကိုအိမ်ကားမထားတာတစ်နေ့လောက်ရှိနေပြီကွမမားဘူးဦးလေးမမားဘူးဦးလေးလွန်ခဲ့တဲ့3-4ပတ်လောက်ကကောင်းလေးတယောက်ဒီအခန်းထဲကိုဝင်လာတာတွေ့လိုက်တယ်ကျမလည်းအစခဏတစ်ဖြုတ်လာတဲ့လူလို့ထင်တာပါခုကလေညဘက်တင်မဟုတ်ဘူးနေ့ခင်းဘက်ဒီပါလာနောက်ချက်နေတာဦးလေးအရင်ကညဘက်ဒီအမိုက်သွားပြလို့စိတ်ထဲတစ်မျိုးရှိရတယ်အဲရှိရလေးကိုကြီးလိုက်ရင်လေပရင်းပေါက်ကနေလူရိတ်လူဘာလူနဲ့တွေ့တော့စိတ်ထင်နေပဲမှတ်တာနောက်ပြီးတစ်ခါTV ဖွင့်တဲ့အတန်ရေဖွင့်တဲ့တချင်းတန်လူဘာလူဒီကြားရသေးတယ်မနက်ကတော့တကားကိုတုံးနဲ့လာခောက်နေရောကျမလေးကြောက်နဲ့ချောင်းကြီးပေါက်ကနေကြည့်တော့ဘယ်သူမှလည်းမရှိဘူးဦးလေးပိုင်ရှင်ဥပုဒ္ဒါနဲ့သူ့ဇနီးတယောက်မျက်နှာတယောက်ကြည့်နေဥပုဒ္ဒါကအိတ်ထဲကဓာတ်ပုံတစ်ပုံကိုထုတ်လိုက်ပါတယ်သမီးတွေ့လိုက်တာသူလားဟုတ်တယ်ဦးလေးသူဆုံးသွားတာတစ်နှစ်ကျော်ပြီသမီးရှင်မဖြစ်နိုင်ပါဘူးဦးလေးမဖြစ်နိုင်ဘူးဦးလေးမဖြစ်နိုင်ဘူးလွန်ခဲ့တဲ့3-4ပတ်လောက်ကမှအဲ့လူဒီကိုပြောင်းလာတာကျမမြင်လိုက်တယ်လေအဲ့အခန်းထဲဝင်သွားတာကျမမြင်လိုက်တယ်လေခက်တယ်ကွယ်ဒီကောင်လေးကညဘက်ဟင်းသွားဝယ်ပြီးအပြန်လမ်းမှာဖုံးလူတဲ့ကောင်ကြီးကဖုံးလူတာပြန်ကုကန်ရင်းနဲ့ဓာတ်ထိုးခံရပြီးနေရာတွင်ပွဲချင်းပြီးဆုံးသွားခဲ့တာတမီးရဲ့ဥလူတဲ့ဒီကောင်လေးအတွက်ရက်လေဒီဘာလို့လုတ်ပြီးပြီမဲ့ဒီတိုက်ခန်းမှာတော့မလုတ်ပြီးဖြစ်ခဲ့တာပါသူမိဘတွေကလည်းနေရဆိုတော့လေအပြင်ကစကားပြောနေတယ်ကျွန်တော်မကြားတော့ပါကျွန်တော်ဘာမှလည်းမခံစားမိပါကျွန်တော်ကတီးပြီးကြားတယ်ဒါဆိုကျွန်တော်က